ပင်မဲနယ်လို့အိမ်မပြောဘူးကျွန်တော်တခါမပြောဘာလို့လဲဆိုတော့1000လဲ1000ဟို2000လဲ2000ဆိုပြောပေါ့နော်လောဘကြီးကကျွန်တော်မိသားစုတက်ပဲလေကျွန်တော်အတွက်ဆိုကျွန်တော်ဘာတစ်ခုမှမပါဘူးကွာရင်တော့အဖေကအိမ်တော်ဦးစီးဖြစ်တယ်ဒါပေမဲ့နည်းနည်းအသက်အရွယ်ရလာတော့အဖေကိုလုပ်ငန်းမခိုင်းချင်တော့ဘူးအငယ်နှစ်ယောက်ကလည်းအိမ်အောင်ကျသွားတယ်ဒါပေမဲ့အငယ်နှစ်ယောက်ကလည်းအိမ်မှာပဲနေတယ်အဲ့အငယ်နှစ်ယောက်ရဲ့ဟိုအမျိုးသားအမျိုးသမီးကလေးတွေကစကို့အိမ်မှာပဲစားလာတဲ့အနေထားဆိုတော့ရှိတဲ့ပတ်စံကတဖြည်းဖြည်းနဲ့ကုန်လာတာကုန်လာကြတာဒီတိုင်းမျိုးကြီးနေရင်တော့ငါမဖြစ်ဘူးတခုခုတော့ပြန်လို့ရအောင်မယ်ဆိုပြီးတော့အဲ့မှာရက်ွက်ထိုးလေးအဲ့လိုနေတိုင်းတစ်နေ့ကို3ပတ်လောက်ပတ်ကြည့်တာဘာတယ်တွေရှိလဲဆိုတဲ့ဟာမျိုးအဲ့ဒီမှာအကင်ဆိုင်ဆိုလို့တစ်ဆိုင်လေးပဲရှိတာ